သူနွားလို့ညစ်တော့မယ်တဲ့ကိုကြီးနွားကြောင်ဆရာကိုကြီးအေးပေါ့ကွာရိုးတယ်လို့ဆိုတော့ဟာညီလေးနွားကြောင်အိုဘာဆိုင်တို့ခမရရှိပိုင်နဲ့ခမရကြောင်ပါဩအေးဟုတ်သားဟာညီလေးကနွားလို့ကြိုက်ပါဦးအိုဘာဆိုင်တို့ကျုပ်နိုင်ပိုင်းပိုင်းကခမရတောက်ချီလေရှေ့ပိုင်းကဂျိုညစ်တော့အားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့မှာတကယ်ချင်းလို့ကျွန်တော်ပြန်လည်ဝင်မြပေးမယ့်ဗီဒီယိုဖိုင်ရတော့ဒါကိုရင်လေးရှင်ဥဒ္ဓဘတာရဲ့တရားတော်လေးပဲဖြစ်တယ်ဗျာနော်ဒီတရားတော်လေးတွေမှာဆိုတော့ရှင်ဥဒ္ဓဘတာကိုရင်လေးရဆိုရင်ဒါတော့တရားနာရင်လည်းတရခါပေးထားတဲ့ဗီဒီယိုဖိုင်လေးပေါ့ဗျာနော်ဒါဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ကိုယ်လည်းကြည့်ပြီးတော့ကြိုက်နေတဲ့အတွက်တကယ်ချင်းလို့ပြန်လည်ပြီးဝင်ပြဖို့အတွက်ဗီဒီယိုရှင်လေးလုပ်ခြင်းဖြစ်တယ်ဗျာဒီဗီဒီယိုဖိုင်လေးစာဆုံးကိုကျွန်တော်တို့တကယ်ချင်းလို့လည်းနော်လိုက်ပါကြည့်ရှုပါအောင်ဗျာနော်သူနွားလို့ညစ်တော့မယ်တဲ့ကိုကြီးနွားကြောင်ဆရာကိုကြီးအေးပေါ့ကွာရိုးတယ်လို့ဆိုတော့ဟာညီလေးနွားကြောင်အိုဘာဆိုင်တို့ခမရရှိပိုင်နဲ့ခမရကြောင်ပါဩအေးဟုတ်သားဟာညီလေးကနွားလို့ကြိုက်ပါဦးအိုဘာဆိုင်တို့ကျုပ်နိုင်ပိုင်းပိုင်းကခမရတောက်ချီလေရှေ့ပိုင်းကဂျိုညစ်တော့ဒီတော့နိုင်လဲတိတ်မဖြစ်နဲ့ကောင်းတဲ့ဘကလည်းမြောက်ပေးတဲ့သူရှိဒီတော့တနေ့အကိုကြီးလို့ဒီတငယ်ချင်းတယောက်တွေ့ဟဲ့မင်းဘယ်တော့ကမဟုတ်ပါမင်းတို့ညီကိုညောင်တော့တာဖအဖေမရှိတော့ညီကိုညောင်တင်းတင်းတဲ့ရှိကြရတာကွာဟေးမတင်းတဲ့မဲကွာငါကအကိုလုံးသူဆိုတော့ကြိတ်ခံရတာပေါ့ကွာဒီကောင်အတော်ညစ်ပတ်တဲ့ကောင်ဘာတော့ငါပြောစမ်းမအောင်ကွာအဖေရှိတော့ကတော့စောင်းကြီးအတူချုံနေကွာအခုအဖေမရှိတော့စောင်းကြီးအမွေခွဲတယ်တဲ့ဘယ်လိုခွဲတယ်ကွာငါကလည်းမသိတော့စောင်းကြီးငါကနေပိုင်းတုံးနဲ့သူကညချုံမယ်ငွေပိုင်းတော့ဘာမှမဖြစ်ဘူးကွာစောင်းနေပိုင်းလည်းငါဖိနေတာပေါ့ကွာဟာလွယ်ပါရဲ့ကွာမြောက်ပေးတဲ့လူရှိလွယ်ပါတယ်ကွာမေမစားရတဲ့အမေတဲနေပါအိုးရွယ်နေရင်ဆက်လောင်းအတဲနဲ့ပိတ်လို့မရဘူးအိုးရွယ်နေဆက်လောင်းအရွယ်နဲ့တဲမှာတဲ့ရဲ့လှုပ်ရှားမှာမမေပုံလို့ပတ်ဆက်လေးဒီလိုလောက်ကမင်းဘယ်ပိုင်းမှာငါနေပိုင်မင်းနေပိုင်တဲ့အတွက်သူဆောင်လာပို့တဲ့အချိန်ကစလို့ဆေးအိုးတဲ့ရေအပြည့်တဲ့ပြီးစောင်းကြီးရေတနေကုန်ချိန်ကွာဟာဖြစ်ဟာဟဲ့အောင်ဖြစ်ပါခမရသူတနာတာမတနာပါဘူးကွာငါမှမတနာလေဒါကြီးအဲ့လိုလို့အဲ့လိုဆိုတော့ကိုကြီးအိမ်ပြန်သွားအကိုကြီးရောထားရဲ့နောက်ဆင်းဦးတဲ့ရှေ့ပြည့်တဲ့ပြီးစောင်းကြီးတနေ့ကိုစိန်နာနောက်စောင်းချုံညင်ရောက်တဲ့ဟိုကောင်လာပြီကိုကြီးစောင်းရောဟိုမှာဆင်းဦးလည်းလို့ထိုးပြအိုးစောင်းမေးလာဗျအဲ့ဒီထဲမှာကွာအဲ့ဒီထဲမှာကျတော့တွားနိုင်ကြည့်လိုက်ရရေတွေနဲ့နင့်အကိုကြီးခမရဘလို့လောက်တာလဲဘာသာနဲ့ငါပိုင်နေချိန်ငါလောက်တာအားရတဲ့ကိုကြီးကျွန်တော်ဆောင်းလျှော်တာနဲ့လှမ်းတာနဲ့ခြုံရတော့မှာမဟုတ်မခြုံရနေ့တိုင်းစိတ်မှာဝါမင်းငါကြတော့စောင်းလေးခြုံမခိုင်းအကိုကြီးရဲ့ဒီလိုတော့မလုပ်ပါနဲ့တဲ့အဖေရှိတော့ကလို့ဘောတဲ့အတူတူခြုံကြရအောင်စောင်းတော့တဲ့သွားနောက်နေ့တငယ်ချင်းနဲ့ပြန်တွေ့
အေးဘာနဲ့တော့ကွာအေးမင်းပြောလို့စောင်းတော့ဆင်ပြေကားပြီကွာအေးနမကြီးကြံနေတယ်ကွာအေးနမကြီးကဘလို့ခွဲတယ်ကွာတဲ့သူကနောက်ပိုင်းသုံးမယ်တဲ့ငါရှေ့ပိုင်းသုံးတဲ့ငါရှေ့ပိုင်းကအစာစားတော့နွားကြောင်းတော့ငါကြီးပေါ့ကွာသူ့နောက်ပိုင်းကနှိုးထွက်တော့နှိုးကြတော့သူကြီးမြင့်တော့တယ်ငါမကြိုက်ဘူးဟာလွယ်ပါတယ်ဗျာအေးလို့စားမှာကွာဆောင်းလဲမင်းကြောင့်ဆင်ပြေသွားတာဒီလိုလို့မင်းရှေ့ပိုင်းပါအေးပိုင်းဒါဖြင့်သူနွားနို့ညစ်ခါနေကြလို့ရှိရင်လေနွားရဲ့ထိတ်ကိုသူ့နဲ့ထုပြပါဖြင့်ဟဲ့ကောင်ဖြစ်ပါခမရသူ့တနာတလားမတနာပါဘူးကွာငါရှေ့ပိုင်းဂျိုညစ်တော့လို့ပြောရဲကောင်ဒါဖြင့်အဲ့လိုလို့ဆိုတော့အိမ်ပြန်သွားအိမ်ရတော့ဟိုကောင်နွားနို့ညစ်တော့မှာနွားနို့ညစ်ဘူးတဲ့သူပါလာတော့မသိဘူးလေဒီတဲ့ခွက်ဒူးနဲ့ညက်လို့ရှိုင်းနဲ့နွားချိုးတော့ရှင်နဲ့နွားဒီတိုင်းညက်ခွက်ဒူးနဲ့ညက်ပြီးတော့အခုလို့ကြောကအနောက်ကနေပြီးတူကြီးဆွဲတော့အဝေးဘဲတော့ဘယ်မှာကွာမထူသေးဘူးညက်မှထူဒီတော့ညီလို့သူကနွားနို့ညစ်မလို့ကန်လိုက်ရောကွာလို့ထူတယ်လိုက်ထူကြလိုက်နွားမထိတ်နာတော့ကန်လို့လာပေါ့ဟိုကနွားနို့ညစ်မရဘူးဟာကိုကြီးခမရမလို့လုပ်တာဟိုဘာသာနို့ငါပိုင်နဲ့ရှေ့ပိုင်းငါထူတယ်အကိုကြီးမလုပ်ပါနဲ့လာလဲဟိုမလုပ်ပါနဲ့ဗျာကိုကြီးကမင်းနွားနို့ကြတော့ငါမတိုက်ဘူးရှေ့ပိုင်းကဂျိုညစ်တော်လို့ငါထူတယ်မလုပ်ပါနဲ့ဗျာဒါအကိုကြီးရဲ့တဲ့နော်အဖေရှိတော့လို့ဘောတဲ့နွားနို့လည်းအတူတူတောက်ကြပါစို့နွားလည်းအတူတူကြောင်းကြပါစို့အဆင်ပြေတော့ဒါဒီညကိုညကတော့မတဲ့မိုက်ကြီးခိုးညီကိုညကတော့တဲ့အားလုံးပဲကျွန်တော်ရဲ့ရေရှင်ဗီဒီယိုတစ်ဆက်မှုတွေကတော့ဒီလောက်ပါပဲဗျာနော်ဒီဗီဒီယိုတွေပါဆိုရင်တော့ကိုရင်လေးရှင်လို့မှတ်သားရရဲ့တရားတော်လေးကိုတကယ်ချင်းလို့ရေးနာကြပြီးတော့ဒီပညာဘုသူတ္တလေးစုံတစ်ခုရကြပါစေဗျာနော်နောက်ဗီဒီယိုဖိုင်လေးမှာလည်းကျွန်တော်ဘလို့ဗီဒီယိုလေးတွေဟာတာဗီဒီယိုလေးတွေစိတ်ဝင်စားတဲ့အကြောင်းအရာလေးဘုသူတ္တရတဲ့အကြောင်းအရာလေးကိုစုစည်းပြီးတော့ရေရှင်လုပ်သွားမယ်ဆိုတော့စောင့်မျှော်ရင်းနဲ့ပဲကျွန်တော်ရဲ့ channel လေးကိုလည်းတကယ်ချင်းလို့ရေးစောင့်မျှော်ကြည့်ရှုပြီးအားပေးကြပါဦးဗျာနော်နောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့